စာငါဖန်တီးမှလို့ရလက်ကတော့မိခိုးတွေပဲထွက်လို့ကိစ္စမရှိဘူးမလိုက်မ delivery ဒီလိုပုံစံကငါတို့ရဲ့ love story အစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာအချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေချောင်းကမိကိုယ်တန်းတွေကြားငါတို့နှစ်ယောက်ရီမောတန်တွေကလည်းပြန်လွင့်လို့ဒီလိုဖြစ်ပျက်လေးကတာမန်ပေမဲ့ရင်ထဲမှာတော့အမတ်တရားတွေဖြစ်နေအစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေးတော့အမိုက်တွေသိမ်းမင်းမျက်နှာလေးချစ်စာဖွယ်ရှိအစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေးအချစ်ဆုံးပုံပြင်လေး My love story ဝိညာစာငါဖန်တီးမှလို့ရလက်ကတော့မိခိုးတွေပဲထွက်လို့ကိစ္စမရှိဘူးမလိုက်မ delivery ဒီလိုပုံစံကငါတို့ရဲ့ love story အစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေချောင်းကမိကိုယ်တန်းတွေကြားငါတို့နှစ်ယောက်ရီမောတန်တွေကလည်းပြန်လွင့်လို့ဒီလိုဖြစ်ပျက်လေးကတာမန်ပေမဲ့ရင်ထဲမှာတော့အမတ်တရားတွေဖြစ်နေအစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေးတော့အမိုက်တွေသိမ်းမင်းမျက်နှာလေးချစ်စာဖွယ်ရှိအစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေးအချစ်ဆုံးပုံပြင်လေး My love story ဝိညာစာငါဖန်တီးမှလို့ရလက်ကတော့မိခိုးတွေပဲထွက်လို့ကိစ္စမရှိဘူးမလိုက်မ delivery ဒီလိုပုံစံကငါတို့ရဲ့ love story အစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေးချောင်းကမိကိုယ်တန်းတွေကြားငါတို့နှစ်ယောက်ရီမောတန်တွေကလည်းပြန်လွင့်လို့ဒီလိုဖြစ်ပျက်လေးကတာမန်ပေမဲ့ရင်ထဲမှာတော့အမတ်တရားတွေဖြစ်နေအစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့ရဲ့ပုံပြင်အချစ်ဆုံးပုံပြင်လေးတော့အမိုက်တွေသိမ်းမင်းမျက်နှာလေးချစ်စာဖွယ်ရှိအစီအစဉ်တွေပြတ်အမားတွေဖြစ်လေအချစ်ကတော့အမြဲ perfect ဖြစ်တယ်ဒါဟာချစ်ဆုံးငါတို့